အားလုံးဟာမိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိပြီးပြည်သူ့စစ်မှုထမ်းဥပဒေအရတပ်မတော်မှတာဝန်ထမ်းဆောင်ရန်အတွက်ပြည်သူ့စစ်မှုထမ်းတင်တဲ့မှတ်စဉ်26ကိုတက်ရောက်ကြမယ်နိုင်ငံသားကောက်ရတာများအားဇွန်လ29ရက်နေ့နံနက်ပိုင်းကပြည်သူ့စစ်မှုထမ်းစစ်ကော်ရဲ့အဖွဲ့ဒုတိယဥက္ကဋ္ဌပြည်내လုံခြုံရေးနဲ့နယ်စပ်ရန်ဝန်ကြီးဗိုလ်မှူးကြီးစုမိုးဝင်းနဲ့တာဝန်ရှိသူများကဖားမြို့နယ်ပြည်ကတင်တဲ့ကြားမှာတွားရောက်တွေ့ဆုံအားပေးခဲ့တယ်လို့သိရပါတယ်အဲဒီလိုတွေ့ဆုံရမှာပြည်내လုံခြုံရေးနဲ့နယ်စပ်ရန်ဝန်ကြီးကပြည်သူတို့တယောက်ချင်းစီအနေနဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဝင်ရောက်ထမ်းဆောင်ခြင်းဟာနိုင်ငံတော်ကြီးတစ်ခုလုံးနဲ့နိုင်ငံသူနိုင်ငံသားအလုံးကိုကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးမှာအဓိကတာဝန်ရှိတဲ့တပ်မတော်ကိုပြည်သူများအနေနဲ့ပူးပေါင်းကူညီရမှာဖြစ်တဲ့ကဲ့သို့နာဂတ်ကာလမှာလည်းနိုင်ငံတော်အစိုးရတပ်မတော်ပြည်သူတို့မှအထူးတကွပူးပေါင်းပြီးနိုင်ငံတော်ဘောသစ္စာရှိစွာဖြင့်တာဝန်ထမ်းဆောင်သွားကြရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်အဲဒီနောက်ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌပြည်내လုံခြုံရေးနဲ့နယ်စပ်ရန်ဝန်ကြီးကပြည်သူ့စစ်မှုထမ်းတင်နန်းမှတ်စဉ်26မှာတင်နန်းတက်ရောက်ရေးစစ်ပညာရေးများတင်ကြားကြရမယ်နိုင်ငံသားကောက်ရတနာများအားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီးပြည်내လုံခြုံရေးနဲ့နယ်စပ်ရန်ဝန်ကြီးပြည်내ဆိုရအဖွဲ့ဝင်များနေမြေကန်ထပ်မတော်ရရှိများကနိုင်ငံသားကောက်ရတနာများတဦးချင်းရင်းနှီးတွေ့စာတွေ့ဆုံလို့ဆက်ပြီးအားပေးစကားများပြောကြားခဲ့ကလိုအပ်သည်များတာဝန်ရှိသူများနဲ့ပေါင်းစပ်ညှိနှိုင်းပြည်စီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ဒီသတင်းကိုဖန်ခရိုင်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်